ချစ်သူရဲ့ရင်ခွင်ထဲမှာအိတ်တာဟာအသက်ရှည်စေတဲ့ဆိုရင်တင်ယုံမလားတင်ကသူ့ရင်ဘတ်ပေါ်ခေါင်းမီလိုက်တဲ့အခါတင်ခန္ဓာကိုယ်ပါသူ့ရဲ့နှလုံးခုန်တန်နဲ့ရီချညီအောင်လိုက်ညီပေးလိုက်ပါတယ်ဒီလိုရုပ်ပိုင်းဆိုင်ရာနီးကပ်မှုဟာနှစ်ဦးစလုံးရဲ့အသက်ရှူနှုန်းကိုတည်ငြိမ်ရေးပြီးနပ်ကြောစနစ်ကိုငြိမ်ချမ်းသွားစေပါတယ်ဒီအချိန်မှာခန္ဓာကိုယ်ထဲကနေချစ်ချင်းဟော်မုန်းလို့ခေါ်တဲ့အောက်ဆီတိုစင်တွေထွက်လာပြီးစိတ်လုံခြုံမှုနဲ့တည်ငြိမ်မှုကိုပေးစွမ်းပါတယ်။တပြိုင်နက်တည်းမှာပဲစိတ်ဖိစီးမှုကိုဖြစ်စေတဲ့ကော်တီဆောပမာဏကိုလည်းကျဆင်းစေပါတယ်။သူရှိနေခြင်းကတင့်ကိုတည်ငြိမ်စေသလိုတင့်ရဲ့ထွေးထွေးမှုကလည်းသူ့ကိုစိတ်အိမ်ချမ်းစေပါတယ်။ရလက်အနေနဲ့ခန္ဓာကိုယ်ဟာပင်ပန်းနွမ်းနယ်မှုတွေကနေပြန်လည်နာလန်ထူလာတဲ့ recovery mode ထဲကိုရောက်ရှိသွားပါတယ်။ရှေးရခင်ကတည်းကလူသားတွေဟာဒီလိုမျိုးနီးကပ်စွာနေထိုင်ခြင်းအားဖြင့်လုံခြုံမှုကာကွယ်မှုနဲ့ချိတ်ဆက်မှုကိုခံစားရစေခဲ့တာပါ။ဒါကြောင့်ဒါဟာတာမန်အိပ်စက်ခြင်းမျိုးမဟုတ်ပဲခန္ဓာကိုယ်နှစ်ခုကတစ်ခုနဲ့တစ်ခုအပြာလန်ကူးထားပေးနေတာ healing process ပဲဖြစ်ပါတယ်